ဟိုပေါ့အချင်းကြနေတဲ့အချိန်မှာနေပြီးတော့တချို့ဆိုရင်ထောင်ဝင်စားလာမတွေ့နိုင်တဲ့လူတွေရှိတယ်အယောက်9-5ထောင်လောက်ရှိတာပေါ့အဲအယောက်9-5ထောင်အတွက်ကိုလည်းပဲဟိုစင်းတို့ဒီကိုလင်းတို့မအေမီတို့ပေါ့နော်ကနေပြီးတော့ငါ6တွေပေါ့နော်ပြေး6တယ်ငနီတူ6တယ်နောက်ပြီးတော့ကြက်တန်နေကြက်တန်ဖြူနောက်စီတို့နော်တော့ဒီမျိုးတီတို့ပေါ့နော်လိုရတဲ့ဟာတွေပေါ့အရှိခံစားကုန်လေးတွေလူတန်းဖြစ်တယ်ပေါ့အိမ်မှာအဲ့စဉ်ဘောအကျဉ်းထောင်မှာပေါ့နော်လူတာဆိုလို့ရှိရင်ဥစဉ်ဟိုပေါ့ဟိုတကယ်လူကြီးဆိုလို့ရှိရင်တော့ဟိုအကျဉ်းသူအကျဉ်းသားအချုပ်သူအချုပ်သားပေါ့နော်1000ကျော်ပေါ့1000ကျော်ကိုလူတာဆိုဥစဉ်ဟိုပေါ့ဟိုတစ်ခါလူရင်တော့ဒီဟိုပေါ့စက်သားနဲ့အာလူပေါ့နော်နောက်အသေးဆုံးဘေကလာဟင်းတိုးစရာနောက်ပြီးတော့ဒီပီထောင်းတော့နော်ထမင်းပေါ့နော်အဲ့ဒါတွေဥစဉ်လူတန်းဖြစ်ပါတယ်ဆိုတော့ဥစဉ်ဟိုကျေးဇူးတော်ရှင်လူတော်ပြည့်စာတော်ဖျားကြီးဥထိတ်ထားပြီးတော့လူတန်းလာဆိုတော့ဥစဉ်အခုဆိုရင်တော့အင်းစင်အချင်းထောင်မှာတော့9ချိန်မြောက်ရှိပြီပေါ့ဆိုတော့ဒီကြားထဲမှာဥစဉ်ဟိုပေါ့အချင်းကြနေတဲ့အချိန်မှာနေပြီးတော့တချို့ဆိုရင်ပြီးတော့ဟိုပေါ့ဒီဟိုထောင်ဝင်စားလာမတွေ့နိုင်တဲ့လူတွေရှိတယ်အယောက်9-5ထောင်လောက်ရှိတာပေါ့အဲအယောက်9-5ထောင်အတွက်ကိုလည်းပဲဟိုစင်းတို့ဒီကိုလင်းတို့မအေမီတို့ပေါ့နော်ကနေပြီးတော့ငါ6တွေပေါ့နော်ပြေး6တယ်ငနီတူ6တယ်နောက်ပြီးတော့ကြက်တန်နေကြက်တန်ဖြူနောက်စီတို့နော်တော့ဒီမျိုးတီတို့ပေါ့နော်လိုရတဲ့ဟာတွေပေါ့အရှိခံစားကုန်လေးတွေလူတန်းဖြစ်တယ်ပေါ့တော့ဒီတစ်ခေါက်ကြာရင်တော့ဟိုစင်းမနေ့ကတော့လူတာပေါ့မနေ့ကဆိုလို့ရှိရင်ဟိုစင်းရဲ့ဒီငကျင်းပေါ့ငကျင်းအရှင်ပိတ်တာအရှင်တရားပေါ့လေတင်းကြီးတို့အကျဉ်းသားအရှုပ်သူအရှုပ်သား1000ကျော်ပေါ့နော်လူတန်းတာပေါ့ဆိုတော့မနေ့ကဒီနေ့ဆိုလို့ရှိရင်ရှက်ပြုတ်ပြီးတော့ခန်းချီတီးနေပေါ့နော်အသေးစားလဲရှက်ပြုတ်ပြီးတော့မှထောက်ပိုင်းကြီးကိုတကားတစ်ဆင့်လူတန်းလိုက်တာပေါ့နော်လူတန်းလိုက်တော့ဒါဒီလိုမျိုးဂျားပေါင်းတွေအများကြီးလူတန်းနေတာဆိုရင်ဥစဉ်အကျဉ်းပေါင်းကိုမနေဘူးပေါ့လေလူတန်းနေတာအခုတော့ဟိုပေါ့အမွေးနေ့အထင်ရမဲ့အနေနဲ့ပေါ့နော်ဥစဉ်တကူလာပြည့်နေပေါ့တကူလာပြည့်နေဥစဉ်တို့စာတော်ကြီးကဥစဉ်ကိုဟိုရဟန်းခံပေးတဲ့နေ့ပေါ့နော်တကူလာပြည့်နေဥစဉ်ရဟန်းဖြစ်တဲ့နေ့ပေါ့နော်အဲ့တော့အဲ့နေ့မှနေပြီးတော့ဥစဉ်ဒီမှာအစဉ်အချင်းထောင်မှနေပြီးတော့ဂျိုကလေးတွေပေါ့မူဂျိုចောင်းသူចောင်းသားကလေးတွေចောင်းတက်ဖို့အတွက်ចောင်းတစ်ចောင်းဆောက်ပေးထားတာပေါ့နော်အစဉ်အချင်းထောင်မှာအဲ့တော့အဲ့အတွက်လည်းဥစဉ်အဲ့နေကြလို့ဆိုရင်တော့မာရေးစရှာနုမောနာတရားဟောပေါ့လေအဲ့ဒါလည်းလုပ်ဖို့အတွက်တော့ဒီဥစဉ်မှာမွေးနေ့ဟိုအထင်းမဲ့အနေနဲ့ပေါ့နော်အမက်တရားအနေနဲ့နေပြီးတော့အစဉ်အချင်းထောင်မှာနေပြီးတော့အချင်းသူအချင်းသားကိုလည်းလူတက်မယ်ဖြစ်တယ်လူတက်မှာဖြစ်တယ်တော့စားတော့အာဟာရတဏ္ဍာနဲ့လူတက်မယ်နောက်ပြီးတော့ဥစဉ်အမက်တရားအနေနဲ့နေပြီးတော့ဒီစာသင်ကလေးမုံဂျိုကျောင်းပေါ့နော်တချို့ဆိုရင်ကိုယ်ဝင်နေပါလာတယ်ပေါ့နော်အချင်းကြားနေနေပါလာတဲ့ခါကျအဲ့မှာမွေးအဲ့မှာပဲကြီးလာတယ်အဲ့ကလေးတွေကိုပညာသင်ဖို့အတွက်ဟိုဘောစာသင်သားတွေပေါ့နော်ဟိုကျောင်းကလေးတွေပေါ့နော်မုံဂျိုကျောင်းတွေကိုတော်ကျောင်းဆောင်လူပေးထားရတယ်ပေါ့ဒါဥစဉ်လာပြင်းနေတိုင်းလူနေတဲ့12လရာတီဒီလိုမျိုးလာပြင်းနေလူနေတယ်ဆိုလို့ချင်းဟိုဥစဉ်အခုဆိုရင်9နှစ်ထိရောက်ပြီပေါ့နော်အဲ့တော့ဒီလိုမျိုးလူတန်းခွင့်ရတာကိုနိုင်ငံသူနိုင်ငံသားတွေကိုဒီလိုတဟတိကဒါနာမြောက်အောင်လူတက်ခွင့်ရတာလည်းပဲဥစဉ်အနေနဲ့ဒီပေါ့နော်အများကြီးကျေးဇူးတင်ပါတယ်လို့